ဒါကတော့ American ရဲ့နာမည်ကျော် F-50E Strike Eagle တိုက်လေယာဉ်ကြီးအကြောင်းအရေးအကြီးဆုံးအချက်လက်တွေကိုအမြန်ဆုံးအနှစ်ချုပ်တင်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ကဲကိုပြောက်နီးပညာချက်အင်အားအလုံးအရင်းကိုအဓိကထားပြီး The Beast ဒါမှမဟုတ်တာရဲကြီးလို့နာမည်ပြောင်းပေးထားတဲ့ဒီလီယန်ဟာဘာကြောင့်ကောင်းကင်ရင်မှာပြန်ပဲခင်းထစ်နေရတယ်လဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင်လား။ပထမအချက်အနေနဲ့ကတော့လေသူ့ရဲ့စံချိန်တင်မရှုံးဘူးတဲ့မှတ်တမ်းကြီးပါပဲခင်ဗျားတို့စဉ်းစားကြည့်ဗျာ၄ချောင်းတိုက်ပွဲပေါင်း104ချိန်တိုက်ခဲ့တာမှာတစ်ချိန်မှကိုရန်သူလက်ချက်နဲ့အဖြစ်ချက်မခံရပဲ104.0ဆိုရဲကမ္ဘာလေးတက်သမိုင်းမှာယုံနိုင်စရာမရှိတော့တဲ့စံချိန်ကြီးကိုရထားတာတကယ်ကိုအမခန်းပါပဲဒုတိယချက်အနေနဲ့မှတ်သားရမှာကတော့သူ့ရဲ့ကြောက်ခမန်းလီလီအမြန်နှုံးနဲ့လက်နက်သက်ဆောင်နိုင်စွမ်းဖြစ်ပါတယ်အတန်ထက် 2.5 စာပိုမြန်နဲ့ Mach 2.5 အမြန်နှုံးနဲ့မြန်ထမ်းနိုင်ပြီးတော့ဒုံးကြီးတွေပုံးတွေပါဝင်အေယာမလက်နက်တန်ကြီး23ပေါင်ပေါင်ကျော်အထိတည်နိုင်တာကသူ့ကိုကောင်းကင်ရံကရွေးလျားလက်နက်တိုက်ကြီးတစ်ခုလို့တောင်တင်စားလို့ရနေပြီလေနောက်ဆုံးအနေနဲ့ကတော့ညာဘက်တွေရာသီဥတုဆိုးရွားနေတဲ့အခြေအနေတွေမှာတော့အမှုမဲ့မမဲ့ဝင်တိုက်နိုင်စွမ်းရှိတာပါပဲ LNTIRN လို့ခေါ်တဲ့အလုံးအစစ်မြင့်တဲ့အာယုံခံ system ပါဝင်တဲ့အတွက်ကြောင့်လုံးမအမောင်တို့ကြီးဖုံးလွှမ်းနေခြင်းတွေမှာတော့မြေပြင်နဲ့ကပ်ပြန်တန်းပြီးဖြစ်မှတ်ကိုအထီးအကျရှာဖွေချေမှုန်းနေပါတယ်အချို့အားဖြင့်ပြောရရင်တော့ F-50E ဟာအလွန်မြန်ဆန်တဲ့အမြန်နှုန်းကြီးမားတဲ့လက်နက်အင်အားနဲ့အစင်မြင့်ချီယာခဏီပညာတွေကိုအချုပ်ကျပေါင်းဆက်ထားတဲ့အတွက်ကောင်းကင်ရဲ့အစစ်အမှန်တားရဲ့ကြီးဖြစ်ပြိုင်ပခင်းဆက်လက်ရည်တည်နေလာပဲဖြစ်ပါတယ်